စကိုင်းပြည်ရီကျောင်းကထပ်ပြီးတော့နိုးထလာအောင်ပါလားမြန်မာနိုင်ငံဟာငလင်ကျောပေါ်မှာတည်ရှိနေရကြောင်းငလင်တွေအများပြားလှုပ်ခတ်လေရှိပါတယ်အထူးသဖြင့်စကိုင်းပြည်ရီကျောင်းဟာအင်အားကြီးငလင်တွေဖြစ်ပေါ်စေနိုင်တဲ့အဓိကနေရာတစ်ခုဖြစ်ပါတယ်မကြသေးခင်က2025ခုနှစ်မတ်လ28ရက်နေ့မှာအင်အား9.9ဆင့်ရှိအင်အားကြီးငလင်တစ်ခုစကိုင်းဒေသကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့ပါတယ်အဲ့ဒီငလင်တွေကြောင့်လူပေါင်းထောင်နဲ့ချီတေဆုံးခဲ့ရပြီးတော့အဆောက်အုံတွေနဲ့အခြေခံအဆောက်အုံတွေကလည်းပျက်စီးခဲ့ရပါတယ်။မြန်မာနိုင်ငံမှာအရင်ကလည်းအင်အားကြီးငလင်တွေအများအပြားလှုပ်ခတ်ခဲ့ပူပါတယ်။ဥပမာအားဖြင့်တော့1930ပြည့်နှစ်တွေနဲ့1940ပြည့်နှစ်တွေမှာလှုပ်ခတ်ခဲ့တဲ့ငလင်တွေဟာအင်အား9ကျော်ရှိခဲ့ပါတယ်။လက်ရှိအချိန်မှာလည်းငလင်ကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူတွေကိုကိုကြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေကြပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အိမ်နီးချင်းနိုင်ငံတွေကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရနေကြပါတယ်။ငလျင်လှုပ်ခတ်ရတဲ့အဓိကအကြောင်းရင်းကတော့ကမ္ဘာအတွင်းပိုင်းမှာရှိတဲ့ tectonic plates လို့ခေါ်တဲ့ကျောက်သားလွှာပြားတွေရဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်ပါတယ်။ကမ္ဘာမျက်နှာပြင်အောက်မှာအကြီးစားကျောက်သားလွှာပြားတွေအများအပြားရှိပါတယ်။ဒီပြားတွေကနှစ်စဉ်ဖြည်းဖြည်းချင်းရွေ့ရှားနေကြပါတယ်။ဒီလိုရွေ့ရှားတဲ့အခါမှာတစ်ခုနဲ့တစ်ခုပုတ်တိုက်ချိန်တိုက်မိချိန်တစ်ခုအောက်ကိုတစ်ခုကရောက်သွားခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာအလွန်များပြားတဲ့စွမ်းရည်တွေစုပြုံလာပြီးတော့အဲ့ဒီစွမ်းရည်တွေဟာရုတ်တရက်လွတ်မြောက်သွားတဲ့အခါမှာငလျင်ဖြစ်နေခံစားရပါတယ်။မြန်မာနိုင်ငံမှာဆိုရင်အိန္ဒိယကြောက်သားလွှာတွေနဲ့ယူရေးရှားကြောက်သားလွှာတို့တိုက်မိတဲ့နေရာမှာတည်ရှိနေရကြောင်းငလျင်တွေများပြားဖြစ်ပေါ်နိုင်ပါတယ်။ပြည့်ရည်ကြောက်သားလွှာတွေရေးရှားတဲ့အခါမှာကြောက်သားတွေကွဲရပြီးတော့ပြည့်ရည်ကြောတွေဖြစ်ပေါ်တတ်ပါတယ်။ဒီပြည့်ရည်ကြောတွေဟာငလျင်တွေစတင်ဖြစ်ပေါ်ရာအဓိကနေရာတွေဖြစ်ပါတယ်။စကိုင်းပြည့်ရည်ကြောဟာမြန်မာနိုင်ငံမှာအင်အားကြီးငလျင်တွေအများဆုံးဖြစ်ပေါ်တဲ့ပြည့်ရည်ကြောတစ်ခုပဲဖြစ်ပါတယ်။ပြည့်ရည်ကြောတစ်လျှောက်မှာရှိတဲ့ကြောက်သားတွေဟာလည်းဖိအားတွေကြောင့်ရုတ်တရက်လှုပ်ရှားသွားတဲ့အခါမှာငလျင်လှုပ်ခတ်မှုကိုလည်းဖြစ်ပေါ်စေပါတယ်။မီးတောင်ပေါက်ကွဲခြင်းတချို့သောငလျင်တွေဟာမီးတောင်ပေါက်ကွဲခြင်းနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်တတ်ပါတယ်။မီးတောင်လေးလှုပ်ရှားတဲ့အခါမြေအောက်မှာရှိတဲ့ချော်ရည်တွေနဲ့ဓာတ်ငွေ့တွေရဲ့ဖိအားတွေကြောင့်ရင်းမြစ်တုန်ခါမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့မီးတောင်ပေါက်ကွဲမှုတွေကြောင့်ဖြစ်ပေါ်တဲ့ငလျင်တွေဟာများသောအားဖြင့်တော့အင်အားမကြီးတတ်ကြပါဘူး။လူသားတွေရဲ့လှုပ်ဆောင်မှုများအနည်းငယ်သောငလျင်တွေဟာလူသားတွေရဲ့လှုပ်ဆောင်မှုတွေကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ဥပမာအားဖြင့်တော့ရေကာတာကြီးတွေတီဆောက်ခြင်းမြေအောက်မှာရေနံနဲ့တဘာဝဓာတ်ငွေ့တွေထုတ်ယူခြင်းကြီးမားတဲ့မြေအောက်စမ်းသပ်မှုတွေပြုလုပ်ခြင်းစတဲ့လှုပ်ဆောင်မှုတွေဟာမြေအောက်ဖိအားတွေကိုပြောင်းလဲစေပြီးတော့ငလျင်ငယ်လေးတွေလှုပ်ခတ်လာအောင်လှုပ်ဆော်ပေးပါတယ်။ဒါပေမဲ့ဒီလိုလူသားတွေရဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်ပေါ်တဲ့ငလျင်တွေဟာအင်အားကြီးမားလေးတော့မရှိပါဘူး။ဒါတွေကငလျင်လှုပ်ခတ်လာရခြင်းရဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။အဓိကအားဖြင့်တော့ကမ္ဘာအတွင်းပိုင်းမှာရှိတဲ့၆သားလွှာပြားတွေရဲ့ရွေးရှားမှုနဲ့ဆက်ဆက်နေတာကိုတွေ့ရပါတယ်။စကိုင်းပြည့်ရီကျော်ကြီးဟာမြန်မာနိုင်ငံမှာရှိအဓိကပြည့်ရီကျော်တစ်ခုဖြစ်ပြီးတော့အင်အားကြီးငလျင်တွေအများပြားဖြစ်ပေါ်စေနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။စကိုင်းပြည့်ရီကျော်ဟာမြန်မာနိုင်ငံရဲ့အလဲပိုင်းဒေသကိုမြောက်မတောင်တို့ဖြတ်တန်းသွားပါတယ်။ကပလီပင်လယ်ကမ်းရိုးတန်းကနေစတင်ပြီးတော့မြန်မာနိုင်ငံအလဲပိုင်းထိကိုအရှိန်အားဖြင့်1200ကီလိုမီတာ950မိုင်ကျော်ရှင်းလျားပါတယ်။တချို့သောသုတေသီတွေကတော့အလျား1400ကီလိုမီတာအထိကိုရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ဒီပြည့်ရီကျော်ဟာမန္တလေး၊ရမဲသိမ်း၊ပြင်မနာ၊နေပြည်တော်၊တောင်ကူနဲ့ပဲခူးမြို့ဒီကဖြတ်တန်းသွားပါတယ်။စကိုင်းပြည့်ရီကျော်ဟာစောနာကြောက်သားလွှာနဲ့အိန္ဒိယကြောက်သားလွှာတွေရဲ့နယ်နိမိတ်ဆက်မှာတည်ရှိပါတယ်။အိန္ဒိယကြောက်သားလွှာဟာတစ်နှစ်ကိုမီလီမီတာအတော်များများနဲ့မြောက်ဘက်ကိုရွေ့ရှားနေပြီးတော့စောနာကြောက်သားလွှာနဲ့တိုက်မိတဲ့အတွက်ဖိအားတွေစုပြုံလာကငလျင်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီပြည့်ရီကျော်ဟာညာဘက်သို့ဘေးတိုင်းရွေ့ရှားတဲ့ပြည့်ရီကျော်အမျိုးအစားဖြစ်ပါတယ်။ဆိုလိုတာကတော့ပြည့်ရီရဲ့တစ်ဖက်ကကြောက်သားတွေဟာအခြားတစ်ဖက်ကကြောက်သားတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ညာဘက်ကိုရွေ့ရှားနေအောင်ဆိုလိုရတယ်။အိန္ဒိယနဲ့ဆောနာကြောက်သားလွှာနှစ်ခုကြားမှာတစ်နှစ်ကို35မီလီမီတာလောက်ကိုရွေ့ရှားမှုတွေရှိပါတယ်။အဲ့ဒီထဲက18မီလီမီတာလောက်ဟာစကိုင်းပြည့်ရီကျော်မှာဖြစ်ပေါ်နေရလို့ဂျိုဒူကရတဲ့သတင်းချက်လက်တွေအရသိရပါတယ်။ပြည့်ရီကျော်ရဲ့စုစုပေါင်းအရေးပမာဏဟာ360ကီလိုမီတာကနေ400ကီလိုမီတာကြားမှာရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။စကိုင်းပြည့်ရီကျော်ဟာ
တမိုင်းတစ်လျှောက်အင်အားကြီးမားတဲ့ငလျင်တွေအများပြားကိုဖြစ်ပေါ်စေခဲ့ပါတယ်။20ရာစုအစောပိုင်းမှာဆိုရင်ဒီပြည့်ရည်ကြောရဲ့အလျားတဝက်ကျော်မှာငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။1930ခုနှစ်ဇူလိုင်လ18ရက်အင်အား9.3ရှိတဲ့အင်အားကြီးငလျင်ဟာဆိုရင်ဒီပြည့်ရည်ကြောကြောင့်လှုပ်ခတ်ခဲ့ပြီးလူအများပြားတိတ်ဆုံးခဲ့ပါတယ်။1946ခုနှစ်စက်တင်ဘာလ9ရက်အင်အား9.8ရှိတဲ့ငလျင်ဟာလည်းဒီပြည့်ရည်ကြောကြောင့်လှုပ်ခတ်ခဲ့ပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မှာအင်အား9.9ရှိတဲ့အင်အားကြီးငလျင်တစ်ခုစကိုင်းဒေသကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့ပါတယ်။စကိုင်းပြည့်ရည်ကြောဟာမြန်မာနိုင်ငံအတွက်ငလျင်အန်ရဲ့အမြင့်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဒီပြည့်ရည်ကြောရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်လေ့လာခြင်းဟာငလျင်နဲ့ပတ်သက်တဲ့အန်ရတွေကိုရောချဖို့အတွက်အရေးကြီးပါတယ်။ဒါတွေဟာစကိုင်းပြည့်ရည်ကြောရဲ့အကြောင်းအဓိကသိထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။ဒီပြည့်ရည်ကြောဟာမြန်မာနိုင်ငံရဲ့ဘူမိဗေဒနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စတွေမှာအရေးပါတဲ့အခန်းကဏ္ဍကလည်းပါဝင်နေခဲ့ပါတယ်။စကိုင်းပြည့်ရည်ကြောကြီးဟာအင်အားကြီးငလျင်တွေထပ်မံဖြစ်ပေါ်လာနိုင်တဲ့အလားအလာအလုံးမြင့်မာတဲ့နေရာတစ်ခုဖြစ်နေပြီးတော့အဓိကအကြောင်းရင်းတွေကတော့ကြောက်သားလွှာများရဲ့ရွေ့ရှားမှုအိန္ဒိယကြောက်သားလွှာဟာယူရေရှားကြောက်သားလွှာအောက်ကိုဆက်လက်ပြီးတော့တိုက်ဝင်နေရကြောင်းစကိုင်းပြည့်ရည်ကြောဟာတလျှောက်မှာဖိအားတွေကအမြဲတမ်းစုပုံနေပါတယ်။ဒီဖိအားတွေဟာအချိန်တစ်ခုရောက်ရင်ရုတ်တရက်လွတ်မြောက်သွားပြီးတော့ငလျင်ဖြစ်နေပြောင်းလဲသွားနိုင်ပါတယ်။လွန်ခဲ့တဲ့ဖြစ်ပေါင်းများစွာအတွင်းမှာစကိုင်းပြည့်ရည်ကြောမှာအင်အားကြီးငလျင်တွေအချိန်ပေါင်းများစွာလှုပ်ခတ်ခဲ့တဲ့တမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ဒီပြည့်ရည်ကြောတွေဟာအင်အားကြီးငလျင်တွေထပ်မံဖြစ်ပေါ်နိုင်တဲ့သဘောတူဝါရှိရဆိုတာကိုပြသနေကြပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်တွေအရစကိုင်းပြည့်ရည်ကြောရဲ့အချို့နေရာတွေမှာငလျင်မလှုပ်ဘဲနဲ့စွမ်းရည်တွေစုပုံနေတာကိုတွေ့ရှိရပါတယ်။ဒီစုပုံတွေရဲ့စွမ်းရည်တွေဟာအချိန်မီရုတ်တရက်လွတ်မြောက်လာပြီးတော့အင်အားကြီးငလျင်ဖြစ်နေပြောင်းလဲသွားနိုင်ပါတယ်။သို့တော်လည်းငလျင်ကိုပယ်ချိန်ပယ်နေရမှာအတိအကျသတ်မယ်လို့တော့ဘယ်သူမှကြိုတင်ခံမှန်းနိုင်စွမ်းမရှိသေးပါဘူး။သိပ္ပံပညာရှင်တွေဟာငလျင်ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကိုခံမှန်းနိုင်ပေမယ့်အချိန်အတိအကျကိုတော့မပြောနိုင်ပါဘူး။ငလျင်ရဲ့အင်အားဘယ်လောက်ထိရှိမယ်ဆိုတာကိုလည်းအတိအကျခံမှန်းဖို့ကလည်းခက်ခဲပါတယ်။ဒါကြောင့်အရေးကြီးတာကစကိုင်းပြည့်ရည်ကြောတစ်ချောင်းနဲ့အနီးတစ်ဝိုက်တွေမှာနေထိုင်သူတွေအနေနဲ့ငလျင်တွေကိုအငြင်းတန်းတတိထားပြီးတော့ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားဖို့လိုအပ်ပါတယ်။အစာအုပ်တွေကိုငလျင်တန်းခံနိုင်အောင်တိစောက်ဖို့နဲ့ငလျင်လောက်ခတ်လာရင်ဘယ်လိုပြုတ်မှုရမယ်ဆိုရင်အသိပညာတွေကိုပြန်ပေါ်လာအောင်ဆောင်ရွက်ဖို့လည်းအရေးကြီးပါတယ်။ငလျင်လောက်ခတ်ပြီးတဲ့နောက်ခံစားရနိုင်တဲ့ဆိုးကျိုးတွေဟာငလျင်ရဲ့အင်အားဗဟိုချက်နဲ့အနေဝေးလူနေထိုင်မှုတိတ်တီးစားနေအဆောက်အုံတွေခိုင်ခန့်မှုပေါ်မူတည်ပြီးတော့အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်။အဓိကခံစားရနိုင်တဲ့ဆိုးကျိုးတွေကတော့အဆောက်အုံတွေပြိုကျတာအရာဝတ္ထုတွေပြုတ်ကျတာတွေကြောင့်လူအများပြားသေဆုံးနိုင်ကြလို့ဒဏ်ရာတွေလည်းရရှိနိုင်ပါတယ်။နေအိမ်တွေပျက်စီးသွားတဲ့အတွက်လူတွေဟာယာယီခိုလွန်ရာနေရာတွေမှာနေထိုင်ရတာမျိုးနဲ့အိုးမဲ့အိမ်မဲ့ဘဝအောင်ရောက်သွားနိုင်ပါတယ်။ငလျင်ရဲ့ကြောက်မဲ့ဖွယ်အတွေ့အကြုံတွေကြောင့်လူတွေဟာစိတ်တိခိုင်ခြင်းစိုးရိမ်ပူပန်ခြင်းစိတ်သက်သာခြင်းစတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုခံစားရနိုင်ပါတယ်။ထို့ပြင်တော့ကလေးတွေနဲ့တက်ကြီးရွယ်တွေမှာပိုပြီးတော့ထိခိုက်နိုင်ပါတယ်။ငလျင်ကြောင့်အဆက်အသွယ်ပြတ်တောက်သွားတာတွေရုတ်တရက်ဘေးလွတ်ရာကိုရောက်ရှိသွားနိုင်တဲ့အတွက်မိသားစုဝင်တွေကွဲခွာသွားနိုင်ပါတယ်။လူအများပြားစုဝေးနေထိုင်နေတဲ့ယာယီခိုလွန်ရာတွေမှာတန်ရှင်းအားနေတာကြောင့်ယောဂိုင်တွေအတွေ့အကြုံကူးစက်နိုင်ပါတယ်။အခြေခံအဆောက်အုံတွေပျက်စီးခြင်းလမ်းတွေတရားတွေလျှက်စစ်ဓာတ်လိုင်းတွေရေပေးဝေရေးစနစ်တွေပျက်စီးသွားတဲ့အတွက်သွားလာရေးနဲ့လူမှုစီးပွားရေးလုပ်ငန်းတွေထိခိုက်နိုင်ပါတယ်။စက်ရုံတွေအလုပ်ရုံတွေဆိုင်တွေပျက်စီးသွားတာတွေလုပ်ငန်းလည်ပတ်ဖို့ခက်ခဲသွားတာတွေကြောင့်စီးပွားရေးလုပ်ငန်းတွေရပ်တန့်သွားနိုင်ပါတယ်။ကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ရေးခက်ခဲတာဝယ်လိုအားများပြားတာတွေကြောင့်စားသောက်ကုန်နဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေမြင့်တက်လာနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းတွေရပ်တန့်သွားတဲ့အတွက်လူတွေဟာအလုပ်ကိုင်တွေဆုံးရှုံးနိုင်ပါတယ်။အခြေခံအဆောက်အုံတွေပြန်လည်တည်ဆောက်ဖို့ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့အတွက်နိုင်ငံတော်ရဲ့ဗန်နာငွေအများပြားသုံးစွဲရနိုင်ပါတယ်။ငလျင်ရဲ့တုန်ခါမှုတွေကြောင့်တောင်ဆောင်တွေကမ်းမားတွေပြိုကျပြီးတော့လူနေအိမ်တွေနဲ့လမ်းတွေပိတ်ဆို့သွားနိုင်ပါတယ်။ငလျင်ကြောင့်တစ်ပင်တွေပြိုလဲတာရေစီးမားတွေတိုက်စားခံရတာတွေကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ပါတယ်။ရေပြိုတာတွေကြောင့်မြစ်တွေချောင်းတွေပိတ်ဆို့ပြီးတော့ရေကြီးနိုင်ပါတယ်။ထို့သဖြင့်တော့ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာဆူနာမီလိုမျိုးရေလိုင်းကြီးတွေလည်းဖြစ်ပေါ်လာနိုင်ပြီးတော့
ငလင်ကြောင့်မြေအောက်ရေနဲ့စီးဆင်းမှုရဲ့ပမာဏတွေပြောင်းလဲသွားနိုင်ပါတယ်။ဒါတွေဟာငလင်လှုပ်ပြီးရင်တော့ခံစားရနိုင်တဲ့အထူးဆိုးကျိုးတွေပဲဖြစ်ပါတယ်။ငလင်ရဲ့အင်အားနဲ့တက်ရောက်တဲ့ဒေသပေါ်မူတည်ပြီးတော့ဒီဆိုးကျိုးတွေရဲ့ပြင်းထန်မှုအနေအများကွာခြားသွားနိုင်ပါတယ်။ဒါကြောင့်ငလင်အနေကိုကြိုတင်ပြင်ဆင်ထားခြင်းနဲ့ငလင်လှုပ်ခတ်ပြီးရင်တော့သတိနဲ့တုံ့ပြန်ဆောင်ရွက်ခြင်းတွေဟာအလွန်ကြီးကြီးနေဆိုတဲ့အကြောင်းကိုပြောပြလာပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီထက်ပိုမိုပြီးတော့ထူးခြားတဲ့ဗဟုသုတအကြောင်းအရာလေးတွေနဲ့တူပြန်လာခဲ့ပါအောင်မေရှင်။